တော့ခိုင်ချိုကဒီမှာခိုင်ချိုဖတ်ထားတဲ့ခေတ်သစ်အေရှင်မစာအုပ်ထည့်ရပေါ့နော်အေရှင်မတွေအားလုံးကနောက်မိဘတွေအားလုံးမှာတည်တဲ့နဲ့ရိုက်တဲ့မရိုက်တဲ့ဒီကလေးငယ်လေးတွေကိုပေါ့နော်ရိုက်ပြီးတော့ဆုံးမမလားမရိုက်ဖက်နဲ့ဆုံးမလို့ရလားပေါ့အဲ့ဒီတောင်းကလေးကိုရေးထားတယ်အဲ့တော့များသောအားဖြင့်မိဘတွေကတော့ကလေးလေးတွေကိုရိုက်ပြီးတော့ဆုံးမတာများတယ်ဟိတချို့ကြောက်လည်းအရန်ရိုက်တာမျိုးရှိတယ်တချို့ကြောက်လည်းဒါပုံမှန်လောက်ပေါ့နည်းနည်းအပြစ်ပေးသလောက်လေးရိုက်တာမျိုးရှိတယ်နည်းနည်းတော့ပြင်းထန်တာနဲ့နှုတ်ရနဲ့ပြင်းထန်တော့ကွာကြတာပေါ့နော်အဲ့တော့စာရေးသူပြောထားတယ်အဲ့တော့အရိုက်မခံရဘဲနဲ့ကြီးပြင်းလာတဲ့ကလေးဆိုတာလေတော်တော်ရှားတယ်ကျောင်းမှာလည်းအရိုက်ခံဒါအခုနောက်ပိုင်းမှာဒါကျောင်းတွေမှာမရိုက်ရတော့ငငယ်တော့ဆိုတော့ကျောင်းမှာဒီချိန်လုံးလေးနဲ့ရိုက်တာအမျိုးစုံပဲဒီလမ်းပေါင်းမျိုးစုံနဲ့ဒီစာမရတဲ့ကလေးတွေကိုဒါဆရာမတွေကထိန်းချောင်းကြတာပေါ့နော်အစုံပဲဒါပေမဲ့ဒီကမ္ဘာလုံးမှာအခုခေတ်ဆိုလို့ရှိရင်ပေါ့နော်ဒီကမ္ဘာလုံးကဒီ38နိုင်ငံအဲ့ဒီနိုင်ငံမှာဆိုလို့ရှိရင်ကလေးတွေကိုရိုက်ခွင့်လုံးဝမရှိတော့ဘူးတဲ့အိမ်မှာလည်းရိုက်ခွင့်မရှိဘူးကျောင်းမှာလည်းရိုက်ခွင့်မရှိဘူးနောက်ဥပဒေအရလည်းအရေးယူရလို့ပြောတယ်ရိုက်မယ်ဆိုရင်နောက်တစ်ခုကကြတော့118နိုင်ငံအဲ့ဒီနိုင်ငံကကြတော့သူကကျောင်းမှာရိုက်ခွင့်မရှိဘူးအဲ့118နိုင်ငံကတော့ဗောနော်ကျောင်းမှာရိုက်လို့မရပါဘူးတဲ့ဥပဒေအရအေးယူကြရဲတဲ့အဲ့တော့ဒီစာရေးသူကိုယ်တိုင်လဲသူကကျောင်းသားတွေဆိုရင်သူဆရာမဖြစ်နေတဲ့အတွက်ကြောင့်ဗောနော်ဆရာလုပ်ခဲ့တဲ့ဒီ10နှစ်တက်တန်းမှာဆိုကျောင်းသားတွေသူစာမရရိုက်ခဲ့ရဲတဲ့အဲ့ဒါနဲ့ပတ်သက်ပြီးအခုနောက်ပိုင်းသူစိတ်ပညာစောင့်မတွေဖတ်ပြီးတဲ့အခါမှာတော့စိတ်ကပြောင်းလဲသွားတယ်ဗောနော်ဘာရေးရလဲဆိုတော့ကလေးတွေကိုဘာကြောင့်မရိုက်သင့်လဲဆိုပြီးပြောထားတယ်ရိုက်တယ်ဆိုတာကအသားနိုင်အောင်နေမကဘူးသူကစိတ်ပိုင်းဆိုင်ရာဟောပါအဲ့ဒါကိုပါသွားပြီးတော့ထိကြိုက်တာတဲ့အဲ့တော့မိဘနဲ့ရှိတဲ့နဲ့ချစ်ခင်ရင်းနှီးမှုတွေကိုလည်းယော့နေသွားတယ်နောက်ကလေးတွေကတစ်ချိန်ပြန်ပြီးသူတို့အရွယ်ရောက်လာတဲ့အခါကျရင်မိဘကိုလည်းပြန်ပြီးတော့ညာတာမှုကျင်နာမှုတွေယော့နေသွားတယ်တဲ့ဒါသူတို့အရန်ရိုက်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့ချစ်ပြီးမှစောင့်ရှောက်ရမယ့်အစားအရိုက်ခံနေရတဲ့အခါမှာကလေးရဲ့အတွေးစိတ်ထဲမှာငါဘာများမှားနေလဲပေါ့ကိုယ့်ကိုယုံကြည်မှုတွေမရှိတော့ဘူးဘဝမှာလည်းအောင်မြင်ဖို့အတွက်အခက်အခဲတွေသူတို့မှအများကြီးတွေ့ရတတ်တဲ့အသက်ကြီးလာတဲ့အခါမှာပြီးတော့ဆက်ကြောသက်အရွယ်ကိုရောက်လာတဲ့အခါမှာပြဿနာဖြစ်လာလို့ရှိရင်သူတို့ထင်တာကကိုတီးလက်ရောက်ပဲတစ်ဖက်သားကိုတုံ့ပြန်တဲ့စိတ်မျိုးတွေပေါ့ဒါမျိုးတွေလည်းဝင်လာတတ်တယ်ဒါငငယ်တော့အရန်အရိုက်ခံခဲ့ရလို့ပေါ့နော်ကျောင်းမှာအရိုက်ခံရတဲ့အခါကျလို့ရှိရင်လည်းအရိုက်ခံရလို့ကြောက်သွားတဲ့အခါကျရင်ဘာဖြစ်သွားလဲဆိုတော့စာတင်ကြားရေးပိုင်းမှာနားလည်ရတဲ့ခက်ခဲလာတယ်တဲ့နောက်ပြီးတော့ကြောက်တတ်တဲ့အခါမှာဆိုလို့ရှိရင် तू ကဘဝမှာအမှန်တရားထက်အပြစ်ဒဏ်မခံရဖို့ပဲဒီကလေးကစူးစမ်းတော့တယ်တဲ့အရန်ကြောက်တတ်တဲ့စိတ်တွေဝင်လာတာပေါ့နော်ဒါပေမဲ့တချို့မိဘတွေကတော့ကလေးတွေကိုရိုက်ပြီးတော့ဆုံးမမလားမရိုက်ဘဲနဲ့ဆုံးမမလားဒါနဲ့ပတ်သက်ပြီးတော့ညှင်းခုန်နေကြတော့တုံးမယ်တဲ့အဲ့တော့ရိုက်တဲ့မရိုက်တဲ့တေချာတော့ပြောလို့မရအောင်ဒါပေမဲ့လူရှိမှအဆက်ကွဲအောင်မရိုက်ရဘူးရိုက်မယ်ဆိုရင်ပြီးတော့အသားများတဲ့ဒီတင်မားလိုနေရာမျိုးအဝတ်စားပေါ်ပါပဲရိုက်ရမယ်လက်ဖွားနဲ့ပဲရိုက်တဲ့နဲ့ဆိုပြီးတော့အစုပ်တင်တဲ့သူတွေလည်းရှိရဲတဲ့အဲ့တော့ကလေးဆိုတာကိုယ့်ကိုကောင်းကောင်းနိုင်ငံသူတို့မှမရှိဘူးအဲ့တော့မိဘတွေအနေနဲ့သူတို့စိတ်ရဲ့ယုံကြည်မှုနဲ့ပတ်သက်နေတဲ့ဆုံးမနေဖြစ်နေတဲ့အတွက်ကြောင့်ဘယ်သူမှန်တယ်ဘယ်သူမှလည်းပြပြတသားခွဲခြားလို့မရဘူးဆိုပြီးမျိုးပေါ့နော်အရင်ရိုက်တာမျိုးတွေမလုပ်သင့်ဘူးလို့ပြောထားတယ်ဟုတ်တယ်နော်ဆုံးမအောင်လောက်နည်းနည်းလောက်ပေါ့နော်အရင်ကြောက်လည်းအရင်လုံဝိုင်းကလေးကဒဏ်ရာဖြစ်သွားမှာနော်မိဘအနေနဲ့လည်းကိုယ့်ကလေးရဲ့သူ့ရဲ့စိတ်ကဘယ်လိုရှိလဲသူကဘယ်လိုမျိုးဆိုရင်မှတ်တတ်လဲဆိုတာတေချာမိဘတွေကကင်တွယ်တတ်ရမယ်သူ့ဘယ်လိုကင်တွယ်ရမလဲသိထားရမယ်ချို့ကြောက်လည်းရိုက်တတ်မှမှတ်တယ်ချို့ကြောက်လည်းမရိုက်ဘဲနဲ့ဒီတိုင်းပြောမယ်ဆိုရင်နားလေပေါ့နော်အဲ့လိုမျိုးဒါတေချာသိထားတယ်လို့ထင်တယ်ဟုတ်ပါပြီအခုတည်းပြောမယ့်အကြောင်းအရာလေးကကြတော့ဒီအိမ်တွင်းနှီးလန်းလေးအချို့ပြောပြခြင်းနဲ့အဲ့ဒါဘယ်လိုအကြောင်းအရာလဲဆိုတော့ဒီတစ်ခါလေကြားလို့ရှိရင်လူတွေမှာဖြစ်တတ်ပါတယ်တစ်ခါလေကြားရင်green 6တက်တဲ့ဟာမျိုးလေးကြုံရတတ်တယ်တချို့ရက်ပိုင်းတွေမှာဆိုလို့ရှိရင်ဘာကြောင့်လဲတော့မသိဘူး green 6တဲ့ဝေဒနာလေးတွေဗာလေးပေါ့နော်ကြုံရတယ်အဲ့ခါမှာဆိုလို့ရှိရင်လိုမျိုး green 6တာကိုတတ်တာစေဖို့အတွက်ကိုအိမ်တွင်းနှီးလန်းနေအနေနဲ့ဘာတွေလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြမယ်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးဒီ green 6တဲ့ပေါ့နော်ပါဇက်6တဲ့အရာကိုကြုံတွေ့နေရပြီဆိုလို့ရှိရင်တော့တဲ့ရေများများတောက်ရမယ့်အချက်လည်းပါပါတယ်အဲ့ဒါကတော့သွားလီရမှာပေါ့နော်ကိုနဲ့အတူရေတပလင်းကိုအမြဲတမ်းယူဆောင်သွားမယ်ပြီးလို့ရှိရင်မကြခဏတမြုံမြုံနဲ့တောက်ပေးပါတဲ့ပြီးတော့ရေတောက်တဲ့ခါမှာဆိုလို့ရှိရင်ရေကိုပေါ့နော်ဓာတ်ရိုက်မျိုးချတာမျိုးမဟုတ်ဘဲနဲ့ရေကိုမမျိုးချခင်ပါဇက်ထဲမှာတဲ့ပလုတ်ကျင်းပြီးတော့မှမျိုးချပေးပါတဲ့ဒါမှမဟုတ်ရေကိုခဏလေးငုံထားပေါ့နော်ငုံထားပြီးတော့မှမျိုးချပါတဲ့တနေ့ကိုရေဂါလန်ဝက်လောက်ပေါ့နော်64အောင်စာခန့်လောက်တောက်သုံးသင့်ပါတယ်တဲ့ပြီးတော့နောက်တစ်ချက်ကကြတော့ကိုတောက်သုံးတဲ့ရေထဲမှာဆိုလို့ရှိရင်တတွေးအထွက်များစေဖို့အတွက်ကိုရေထဲမှာတက်များရည်ဒါမှမဟုတ်လို့ရှိရင်ရှောက်ရည်အချို့ညှစ်ထည့်ပေးပါတဲ့နောက်တစ်ချက်ထည့်လို့ရတာကကြတော့ဒီပေါ့apple ပေါ့နော် apple vinegar မျိုးဒါမျိုးကိုလည်းလက်ဖက်ရည်စုံဝက်လောက်ကိုရေကိုတောက်မဲ့ရေထဲမှာထည့်ပြီးတော့သွားလိုက်ရအောင်ဒီဘူးလေးယူသွားပြီးတော့တောက်တာမျိုးဒါမျိုးလည်းလုပ်လို့ရတယ်တဲ့နောက်တစ်ခါကျတော့ PK ဝါးပါတဲ့ PK ဝါးတဲ့ခါမှာဆိုရင်တတွေးများများလဲထွက်စေတယ်ပြီးတော့ဝါးရင်နောက်တစ်ခုသတိထားမှာကြတော့တကြားမပါတဲ့ PK ကိုဝါးပေးပါတဲ့တကြားမပါတဲ့ PK မှာဆိုလို့ရှိရင်သူထဲမှာသွားဖို့စားခြင်းကိုဖြစ်စေတယ်ဘက်တီးရီးယားတွေကိုဒါရော့ကျစေရ drop ပေါင်းတွေလည်းပါဝင်နေပေါ့နော်ဒါကြောင့်မလို့ PK ဝါးပြီဆိုလို့ရှိရင်အချိုတက်လွန်ခဲ့တဲ့ PK မျိုးမဟုတ်ဘဲနဲ့ပေါ့နော်အချိုတက်ရောတဲ့ PK မျိုးကိုဝါးပေးတဲ့ခါမှာဆိုရင်ဒီ green တွေကနေပြီးတော့ဒါတတွေးများများထွက်ပြီးတော့အား6တာကိုလည်းတတ်တာစေပါတယ်တဲ့
ဟုတ်တယ်နော်ဒါကရင်6တာကလည်းတစ်ခါကြိုက်နေအဲ့လိုပြောမယ်အရင်ကြီးပါဆက်6လာလို့ရှိရင်အနံ့စိုးတွေပါထွက်လာရယ်နော်ကြောက်ကြောက်လည်းရေတောက်နေရင်းနဲ့တော့မှအဲ့ကရင်က6နေရ အဲရေကိုလုံးလောက်လေးနော်ဘိုးကနေတောက်ပေးဖို့တော်လို့တယ်ဒါပေါ့ကဲအခုဆိုလို့ရှင်တော့ဘိုးသူရရစရာအကြောင်းအရာအချို့ကိုတော့ဝေမျှလို့ပြီးပါပြီထပ်မံပြီးတော့ဝေမျှဖို့အတွက်ကြန့်ရှိနေပါသေးတယ်ခေတ်သစ်ပြုံးမိအစီအစဉ်ကိုဒီမှာခဏလေးရန်နာမယ်နော်